Hello အားလုံးပဲမင်္ဂလာပါဘန်တော်ဝင် channel ရဲ့ဂျပန်စကားပြောလေ့ကျင့်ရအောင်ဗီဒီယိုလေးတွေကနေအားလုံးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျမတို့တွေဘယ်ဥစ္စာကိုဆက်လက်ပြီးတော့လေ့ကျင့်ကြမလဲဆိုလို့ရှိရင်ဒီပုံလေးမှာပြထားတဲ့ဓာတုမပြတိုင်းထောင်ရုပ်ကလေးပေါ့နော်ဂျပန်ရဲ့ပြတိုင်းထောင်ရုပ်လေးနဲ့ပတ်သက်ပြီးတော့စကားပြောလေ့ကျင့်ကြမှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်စလိုက်ကြရအောင်ဓာတုမဆိုတာကတဲ့အဝိုင်းပုံသဏ္ဍာန်ရှိပြီးကံကောင်းခြင်းများကိုယူဆောင်လာပေးတဲ့အယုတ်ဖြစ်ပါတယ်တဲ့အဲ့တော့ဘယ်လိုပြောကြမလဲဆိုတော့ဓာတုမဓာတုမဆိုတာကအဝိုင်းပုံသဏ္ဍာန်ရှိတာကိုမာရုရဲ့ခါတာချီကိုရှတာလို့ပြောပါတယ်အဲ့တော့မာရုရဲ့ခါတာချီကိုရှတာအဝိုင်းပုံစံလုပ်ထားပြီးတော့ကံကောင်းခြင်းတွေကိုယူဆောင်လာပေးတယ်လို့ပြောခြင်းလို့ရှိရင်အင်ဂီနိုအီလို့ပြောရပါတယ်အင်ဂီနိုအီအယုတ်ဖြစ်ပါတယ်နင်းပြော this အဲ့တော့ဓာတုမမာရုရဲ့ခါတာချီကိုရှတာအင်ဂီနိုအီနင်းပြော this ပြီးရင်သူကပြစ်တိုင်းထောင်ရုပ်ကလေးဆိုတော့ဘယ်လိုဖြစ်မှာလဲဆိုတော့ပြုတ်ကြရင်တော့ပြန်ထလာနိုင်တယ်ပေါ့နော်အဲ့ဒါကိုဂျပန်လိုပြောကြည့်မယ်အဲ့တော့ပြုတ်ကြတာကိုကိုရိုပီမတ်နဲ့ပြောလိုက်မယ်လိမ့်သွားတယ်ပြုတ်ကြတယ်ဆိုတဲ့ဥစ္စာပဲနော်အဲ့တော့ကိုရွန်ဒဲမိုလို့ပြောရပါတယ်တခုခုဖြစ်ရင်တောင်လို့ပြောခြင်းတဲဖောင်ပြောင်းပြီးတော့မိုထည့်ပြရတယ်အဲ့တော့ကိုရိုပီမတ်ဆိုတော့ကိုရွန်ဒဲမိုပြန်ထလာနိုင်တာကြောင့်အဲ့တော့ okay အာဂါတို့လာနိုင်တဲ့ကိစ္စလို့ပြောခြင်းကိုတူနဲ့ပေါင်းလိုက်မယ်အဲ့တော့โอเคအာဂါတို့ကိုတူခါရပြန်ထလာနိုင်တာကြောင့်ဂျပန်မှာနီဟွန်ဒဲဝကံကောင်းစေတဲ့အရာတစ်ခုအဖြစ်အဲ့တော့ကံကောင်းစေတဲ့အရာတစ်ခုလို့ပြောခြင်းလို့ရှိရင်အန်ဂီမိုနိုလို့ပြောရပါတယ်အဖြစ်ဆိုတော့တိုရှတဲ့အန်ဂီမိုနိုတိုရှတဲ့ရှေးကလေးကမူကားရှိခါရလူသိများခဲ့ပါတယ်အာလူသိများတာကိုစတာရှိမိမတ်ပေါ့နော်ယင်းနှီးကျွမ်းဝင်ခြင်းခံရတယ်ဆိုပြီးတော့စတာရှိမာရဲတဲ့ imas ဆိုပြီးတော့ချင်းခံရတယ်ဆိုတဲ့ form လေးပြောင်းလိုက်မယ်အဲ့တော့ star ရှိမာရဲတဲ့ imas လူသိချင်းခံနေရပါတယ်လူတွေဘယ်သူမှဆိုဒီဓာတုမယုတ်ကလေးကိုဂျပန်မှာသိကြတယ်ပေါ့နော်ကဲနောက်တစ်ကြောင်ဆက်ပြီးတော့သွားပါမယ်ဓာတုမအယုတ်ရဲ့အထူးခြားဆုံးသောအရာကဓာတုမနော်ဆုံးသောလို့ပြောချင်လို့ရှိရင်私が一番နဲ့ပြောရတယ်အဲ့တော့一番の特徴はဒါမနော်一番の特徴はအထူးခြားဆုံးသောအရာကမျက်လုံးဖြစ်ပြီးမဲ့တဲ့ဒီညမှာဘာလို့ဒဲကိုသုံးတာလဲဆိုတော့တခုခုပြီးလို့ပြောခြင်းကရိယာဆိုလို့ရှိရင်ဒဲဖောင်ပြောင်းတယ်အိနာမဝတိတနာဆိုရင်ခုတဲ့နာနာမဝတိတနာဆိုရင်ဒဲနန်ဆိုလို့ရှိရင်လည်းဒဲပြောင်းသွားတယ်เนาะအဲ့တော့一番特徴は目でထူးခြားဆုံးသောအရာကမျက်လုံးဖြစ်ပြီးဆူတောင်းမဲ့သူကအဲ့တော့ဆူတောင်းတဲ့ကိစ္စကိုလုံးမဲ့သူနေဂိုင်းကိုတိုဆူရူဟီတိုဒါမလို့ဆူတောင်းတဲ့ကိစ္စကိုလုံးမဲ့သူနေဂိုင်းကိုတိုဆူရူဟီတိုကဆိုရင်ကမျက်လုံးကိုမဲအိုးဆွဲထည့်တဲ့ခါကီအီရမတ်ပြောချင်တာကအယုတ်ကလေးကဒီပုံထဲမှာပြထားသလိုမျိုးနှစ်ဖက်လုံးကအဖြူရောင်ဖြစ်နေမှာအဲ့ဒါအောင်မှဒီလိုမျိုးအမဲရောင်လေးဖြစ်အောင်ဆွဲထည့်ပြရတယ်ဆိုပြီးတော့ပြောထားတာပါအဲ့တော့ဒါတို့မှတော့一番の特徴は目で願い事をする人が目をかき入れますဟုတ်ပြီအဲ့ဒါကြောင့်ပြည့်ပြည့်စုံသောဓာတုမအယုတ်ပေါ်မှာမျက်နှာနဲ့ပတိုင်းမွေးတွေကိုရေးဆွဲထားပေမဲ့မြန်မာလိုဆိုရင်တော့ရေးဆွဲထားပေမဲ့လို့ပြောမယ်ဂျပန်လိုဆိုရင်ရေးဆွဲခြင်းခံထားရပေမဲ့လို့ပြောရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာရှိနေတဲ့နံကပြုတ်လို့တဲ့နံမဟုတ်ဘဲနဲ့ပြုတ်လို့ခြင်းခံရတဲ့နံဖြစ်နေလို့ပေါ့နော်အဲ့တော့ရေးဆွဲခြင်းခံထားရပေမဲ့ဆိုပြီးတော့ပြောပါမယ်။အဲ့တော့ဒီနေရာမှာရှိတဲ့ကိုဝီဘတ်ကိုဘာသုံးလို့ရလဲဆိုတော့私တို့ကခါသုံးလို့ရတယ်ဝါသုံးလို့ရတယ်။အိုတော့မသုံး။အိုကကြတော့ကိုယ်တိုင်ကရေးဆွဲထားတာတော့မှာအခုကခံထားရတာမလို့ခါနဲ့ဝနှစ်မျိုးတွေကသုံးရမယ်အခုဒီမှာကြတော့ဒီရေးထားလားမရေးထားလားဆိုတော့အဓိကပြောချင်တာဓာတုမကိုအဓိကညွှန်းချင်တာမဟုတ်ဘူးဓာတုမရေးထားခြင်းခံရလားရေးထားခြင်းမခံရဘူးလားဆိုတော့အဲ့ဒီကိစ္စကိုအဓိကပြောချင်တာမလို့နောက်ကိုညွှန်းမှာမလို့ဝါကိုသုံးလိုက်ပါမယ်ရမယ်နော်အဲ့တော့အဲ့ဒါအကြောင်းဆိုတာကိုစွန်နုတမယ်နဲ့သုံးပါမယ်ဒီဓာတုမအယုတ်ကိုဆွဲဖို့အတွက်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်စွန်နုတမယ်အဲ့ဒါကြောင့်ပြည့်ပြည့်စုံသောဆိုတာအားလုံးလုံးလို့ပြီးသွားပြီဒီအယုတ်ကိုစေးပိုင်းချဲပြီးသွားပြီလို့ပြောခြင်းပြည့်ပြည့်စုံသောကိုခန်းစေးလို့ပြောပါတယ်အဲ့တော့ခန်းစေးしたပြည့်ပြည့်စုံအောင်လုပ်ထားတဲ့ဓာတုမအယုတ်ပေါ်မှာဓာတုမနေဝမျက်နှာနဲ့မျက်နှာတို့လို့ပြောမှာမနော်ခါအိုရဒီပတိုင်းမွေးများကိုဟိခဲအိုဟိခဲဝအာရေးဆွဲခြင်းခံထားရပေမဲ့ခါခါရဲတဲ့အီမတ်ငါမျက်လုံးပိုင်းကိုမဲနော်ပူပုံဝမရေးခြင်းမခံထားရပါဘူးခါခါရဲတဲ့အီမတ်ဆက်ရမယ်နော်အဲ့တော့ဒီကြောင်လုံးက
そのためအတူတူလိုက်ပြောကြည့်နော်そのため完成しただるまには顔やひげは描かれていますが目の部分は描かれていませんရမယ်လို့ထင်ပါတယ်အဲ့တော့မရေးထားဘူးဘယ်လိုရေးရလဲကိုယ့်ဘာသာကိုဘယ်လိုဆွဲရလဲဆိုတော့ပထမဦးစွာဆန္ဒကိုတင်းရဲ့စိတ်နှလုံးမှာရည်ရွယ်ရင်ပထမဦးစွာဆိုမဆုဆန္ဒဆုတောင်းမဲ့ကိစ္စဆိုနေကားကုတုအဲ့တော့နေကားဤကုတုနေကားဤကုတုဆန္ဒကိုတင်းရဲ့စိတ်နှလုံးမှာဆိုကိုကိုရုံနုနာကတဲ့ရွတ်ဆိုရင်ရွတ်ဆိုတာကိုတွနာအဲရုလို့ပြောပါတယ်ဒီတခုခုကိုဖျားစာရေးပါရွတ်ဆိုရဲဆိုရင်တွနာအဲရုပေါ့နော်အဲ့တော့တွနာအဲနာဂါရရွတ်ဆိုရင်ကနေဘယ်မျက်လုံးကိုဆွဲရပါတယ်左目を書き入れますやめの。まず、願い事を心の中で唱えながら左目を書き入れます。အဲ့တော့ဘယ်ဘက်မျက်လုံးလေးကိုလွတ်လေးဆွဲထားလိုက်ပြီအဲ့တော့နောက်တစ်ဖက်ကိုဘယ်ချိန်မှဆွဲမလဲဆိုအဲ့ဒီနောက်ဆန္ဒရည်ပြေးလာတဲ့အခါညာဘက်မျက်လုံးပေါ်မှာရေးရပါတယ်တဲ့အဲ့ဒီနောက်ဆိုその後ဆုတောင်းတဲ့ကိစ္စဆို願い事がဒီတခုခုပေါ့နော်အိမ်မက်တွေဒါမှမဟုတ်ရီမန်းချက်တွေပြည့်တယ်ဆိုလို့ရှိရင်တာရှူကဘယ်လိုပြောလဲဆိုတော့ခါနာရုလို့ပြောပါတယ်ခါနာအဲရုခါနာဥလို့ပြောရတယ်ပေါ့နော်ခါနာဥလို့ပြောတဲ့အတွက်ကြောင့်ဒီပြည့်လာတဲ့အခါလို့ပြောချင်တာဖောင်ပြောင်းလိုက်ရမယ်အဲ့တော့ခါနာတဖြစ်သွားပါတယ်ခါနာတအဲ့တော့その後願い事が叶った時ပြည့်လာတဲ့အခါညာဘက်မျက်လုံးပေါ်မှာ右目にရေးရပါတယ်書き入れますဒါမယ်နော်ညာဘက်မျက်လုံးကိုရေးရပါတယ်လို့ပြောချင်နော်右目を書き入れますဆိုပြီးတော့ဖြစ်သွားပါမယ်ကဲဒါဆိုလို့ရှိရင်ဒီရွတ်ဆိုတာကိုရမယ်နော်ရွတ်ဆိုတာကဒုနာအေရုတခုခုပြည့်လာရဆိုရင်ခန္ဓာဝါနဲ့ခန္ဓာတဆိုပြီးတော့ပြည့်သွားတဲ့အခါဆိုပြီးတာဖောင်နဲ့ပြောကြမယ်ကဲဒါဆိုလို့ရှိရင်အစအဆုံးဂျပန်လိုရေးထားတာလေးကိုအရင်ဖတ်ကြည့်ကြမယ်ပြီးလို့ရှိရင်ထုံးစံအတိုင်းပဲမြန်မာလိုကြည့်ပြီးတော့အကုန်လုံးအလိုပြောကြည့်ကြမယ်နော်ဒါဆိုရင်စပါမယ်だるまは丸い形をした縁起のいい人形です。転んでも起き上がることから日本では縁起物として昔から親しまれています。だるまの一番の特徴は目で願い事をする人が目を描き入れます。そのため完成しただるまには顔やひげは描かれていますが、目の部分は描かれていません。まず願い事を心の中で唱えながら左目を描き入れます。その後、願い事が叶った時に右目を描き入れます。ဆိုပြီးတော့ဖြစ်ပါမယ်။ကဲဒါဆိုရင်အားလုံးပဲလိုက်ပြောလို့ရကြမလား။တူတူပြောကြည့်ကြမယ်နော်။ကဲစပါမယ်။だるまは丸い形をした縁起のいい人形です。転んでも起き上がることから日本では縁起物として昔から親しまれています。だるまの一番の特徴は目で願い事をする人が目を描き入れます。そのため完成しただるまには顔やひげは書かれていますが、目の部分は書かれていません。まず、願い事を心の中で唱えながら左目を書き入れます。その後、願い事が叶った後に、叶った時に右目を書き入れます。ဆိုပြီးတော့ဒီနေ့ဒါရုမအယုတ်အကြောင်းလေးကို speaking လေးကျင့်ခဲ့ကြတာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီနေ့ရဲ့ဒီထွဲသင်ခန်းစာကတော့ဒီလောက်ပါပဲ။နောက်လာမယ်။ဒီတတိမှာအားလုံးနဲ့အတူတူပြန်ဆောင်ကြပါသေးတယ်။အားလုံးပဲအတူတူလိုက်ပြီးတော့လေ့ကျင့်မိကြလို့ကျေးဇူးများတင်ပါတယ်နော်။じゃあまたね。バイバイ。